2001ခုနှစ်စက်တင်ဘာလ17ရက်နေ့ပေါ့ဗျာအဲ့ဒီနေ့မနက်8:46မိနစ်မှာလီရင်တစင်းကကမ္ဘာကုံသွေးရေးပို့ဌာနရဲ့မြောက်ဖက်မျှော်စင်ကိုအရှိန်နဲ့ဝင်တိုက်လိုက်တဲ့အချိန်ပေါ့အဲ့ဒီအချိန်မျှော်စင်ကြီးရဲ့ lobby ထဲမှာတေးတက်တဲ့ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ရှိနေတယ်ဗျသူကမီးခိုးတွေကြားကနေရိုင်တိုင်တိုင်နဲ့ယုံထွက်လာပြီးအပြင်ကိုရောက်သွားခဲ့တယ်သူကငါအသက်ရှင်သေးတယ်ဆိုပြီးတော့ဖုံးဆက်ပြောနိုင်ခဲ့သေးတယ်ဒါပေမဲ့အဲ့ဒီမှာတင်သူကဘာလုပ်လဲဆိုတော့အပြင်ကနေနှုတ်လှည့်ပြီးတော့အဆုပ်အုံလေးကိုပြန်ဝင်သွားခဲ့တာဗျအဲ့ဒီလူဟာဂျွန်အိုနီးပါသူဟာ FBI ရဲ့ထိပ်တန်းအကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင့်တယောက်ပါသူကဒီလိုတိုက်ခိုက်မှုမျိုးဖြစ်လာမယ်ဆိုတာကို10စုနှစ်တစ်ခုလုံးကြိုပြောခဲ့တဲ့လူဗျဒါပေမဲ့ကံကြမ္မာကအရန်ရက်ဆက်တယ်လို့ပြောရမှာပေါ့သူ FBI ကနေထွက်ပြီးဒီအဆောက်အုံရဲ့လုံခြုံရေးအရာရှိချုပ်အဖြစ်အလုပ်စဝင်တာ19ရက်ပဲရှိသေးတဲ့အချိန်မှာပဲသူကြိုမြင်ခဲ့တဲ့ကပ်ပီကြီးကကြာရောက်လာခဲ့တာပါဂျွန်အိုနီယိုဆိုတဲ့လူကဘလို့လူလဲဆိုတာနည်းနည်းပြန်ကြည့်အောင်ဗျာသူကငငယ်ကလေးက FBI ဖြစ်ချင်ခဲ့တာပေါ့နော်1960ဝန်းကျင် Atlantic City မှာကြီးပြင်းခဲ့တာကလေးဘဝကလေးကရဲသတင်းဖန်ဆက်တွေနားထောင်ပြီးအိပ်ပျော်ခဲ့တဲ့လူပေါ့အစားကတော့သူက FBI အေဂျင့်ဖြစ်ခွင့်မရသေးဘူးလက်ဝေးနှိပ်တဲ့စည်ရေးလုပ်ရတယ်ခရီးသွားလမ်းညွန်လုပ်ရတယ်ပေါ့ဒါပေမဲ့သူကအဲ့ဒီကလေးက FBI ယုံကြီးရဲ့လမ်းကြားတွေစင်ချမ်းတွေကိုအကုန်အလွတ်မှတ်ထားတာဗျ1986မှာသူ FBI တစိမ့်ရလာတဲ့အချိန်မှာတော့ဂျွန်အိုနီးဆိုတာတကယ်ကိုထက်မြက်ပြီးရီမန်းချက်ကြီးတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပြီပေါ့သူကအခန်းထဲကိုဝင်လာရင်အားလုံးကသူ့ကိုတတိထားမိရလောက်အောင်ကိုလူရှိန်နေသူပါငင်ချင်းတွေကတော့သူ့ကိုပါရမီရှင်လို့ခေါ်ကြပေမဲ့အထက်လူကြီးတွေကတော့သူ့ကိုခေါင်းမာတဲ့လူလိုမြင်ကြတာပေါ့ဒါကပဲသူ့ဘဝရဲ့အလှည့်အပြောင်းတွေဖြစ်လာဖို့အစပြုခဲ့တာပေါ့ဗျ1995ခုနှစ်ဖေဖော်ဝါရီလရဲ့တနင်္ဂနွေနေ့မနက်ခင်းတစ်ခုမှာသူ့ဘဝကလုံးဝပြောင်းလဲသွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့1993တုန်းက World Trade Center ကိုဘုံခွဲခဲ့တဲ့ Ramzi Youssef ကိုပါကစ္စတန်မှာတွေ့တယ်ဆိုတဲ့သတင်းရလာတာပေါ့နော်။ဦးနီးက3ရက်တိုင်မအိပ်မနေပဲတကဘာလုံးကအေဂျင့်တွေကိုပေါင်းဆက်ညှိနှိုင်းပေးပြီးတော့အဲ့ဒီလူကိုဖမ်းနိုင်ခဲ့တယ်။အဲ့ဒီမှာလေသူကစပြီးသတိထားမိလာတာပေါ့ဒါဟာတယောက်ထေးလို့တာမဟုတ်ဘူးနောက်ွယ်မှာကွန်ရက်ကြီးတစ်ခုရှိနေတယ်ဆိုတာကိုပေါ့ဗျာသူကအဲ့ဒီ1993အမှုတွေကိုအစွဲအလံကြီးဖတ်တော်တာပဲဗျအဲ့ဒီမှာလေကျွန်တော်တို့ခုခေတ်မှာလူတိုင်းသိနေတဲ့အယ်ကိုင်ဒါဆိုတဲ့နာမည်ကိုသူစတွေ့တာပေါ့နော်အဲ့ဒီအချိန်တုန်းကတော့အမေရိကန်အရာရှိတွေကဒီအဖွဲ့ကိုဂရုတောင်သိမ့်မစိုက်ကြသေးဘူးဗျ1996မှာဆော်ဒီအာရေဗျကခိုဘာတာဝါစ်ဘုံပေါက်တဲ့အခါဦးနီးကစုံစမ်းရေးအဖွဲ့နဲ့လိုက်သွားခဲ့တယ်။အဲ့ဒီမှာတင်သူကစပြီးရင်ဆိုင်ရတာပဲ။ဘာလဲဆိုတော့နိုင်ငံရေးပေါ့။ဆော်ဒီဘက်ကသတင်းပိတ်တယ်တပ်တွေတွေကိုစစ်ခွင့်မပေးဘူး။သူကတော့မရဘူးစွတ်တိုးတာပေါ့။အဲ့ဒီမှာတင်နိုင်ငံခြားရေးဌာနကလူတွေကသူ့ကိုကြည့်မရဖြစ်လာကြတာဗျာ။ဒီလူကတော့ငါတို့တန်တမန်ကြီးကိုဖျက်ဆီးနေပြီဆိုပြီးတော့ပေါ့နော်။ဒါပေမဲ့ဦးနီးမြင်နေတာကရန်သူကပူပြီးအင်အားကြီးလာနေပြီဆိုတာပဲဗျသူကသူ့မှတ်စုအိတ်ထဲမှာအချက်အလက်တွေကိုစုဆောင်းရင်းနဲ့ရန်သူတွေကအမေရိကန်မြေပေါ်ကိုလာတော့မယ်ဆိုတာကိုအပတ်တစင်တတိပေးနေခဲ့တာပေါ့1998မှာအာဖရိကကတန်ယုံနှစ်ခုဘုံခွဲခံရတဲ့အခါမှာတော့ဦးနီးရဲ့ဟော်ဂိန်းတွေကပုံမှန်လာခဲ့တယ်သူကလေရင်ပေါ်မှာပဲနေပြီးတော့ဘင်လာဒင်ရဲ့ကွန်ရက်ကိုလိုက်တော့တာပဲ2000ပြည့်နှစ် New Year အကြိုညမှာလေတိုက်ခိုက်မှုတွေဖြစ်မယ်ဆိုပြီးတနိုင်ငံလုံးကိုသူတတိပေးခဲ့တာပေါ့နော်အဲ့ဒီတော့ကဘာမှမဖြစ်ခဲ့လို့အားလုံးကအောင်ပွဲလို့သတ်မှတ်ကြပေမယ့်ဦးနီးကတော့မပြောဘူးဗျသူကဘာပြောလဲဆိုတော့လူတွေကကြောက်မှပဲအလိုလုပ်ကြတယ်အခုကြောက်စိတ်ပျောက်သွားရင်ငါတို့ကြားမှာနံရံတွေပြန်ပေါ်လာအောင်ပါပဲတဲ့တကယ်ကိုမှန်လိုက်တဲ့စကားပေါ့ဗျ1998ကတည်းကသူကတရားဝင်ပြောခဲ့တယ်အကျန်းဖတ်သမားတွေကအမေရိကန်ပြည်ထောင်စုထဲမှာအခြေစိုက်နေပြီးသူတို့မှာအခြေခံအဆောက်အုံတွေရှိနေပြီလို့ပေါ့နော်သူကဘင်လာဒင်နဲ့ပတ်သက်ရင်ဘျူရိုထဲမှာအသိဆုံးလူဖြစ်လာခဲ့တာဗျသူ့ရဲ့ BlackBerry ဖုန်းထဲမှာတကဘာလုံးကထောက်လှမ်းရေးအဆက်အသွယ်တွေရှိတယ်ဗျတ
ခါတလေညဘက်ကလပ်တွေမှာတောက်ရင်းစားရင်နဲ့တရင်နှိုက်တာပေါ့လူကြီးတွေကတော့သူ့ရဲ့ lifestyle ကိုကြည့်ပြီးမျက်စိစပါးမွေးစောင်းနေကြတာပေါ့နော်ဒီလူကအေးချမ်းလားပလီးပွိုင်းလားဆိုပြီးတော့ပေါ့ဒါပေမဲ့သူကအဆက်ပြောက်တွေကိုတခြားသူတွေထက်ပူမြန်အောင်ဆက်နိုင်ခဲ့တာကတော့ငြင်းလို့မရတဲ့အချက်ပါပဲအခုဒီဇလန်ရဲ့အဆိုးဆုံးအပိုင်းကိုရောက်လာပြီအမေရိကမှာ CIA နဲ့ FBI ဆိုတာရှိတယ်မဟုတ်လားသူတို့ကြားမှာ The Wall လို့ခေါ်တဲ့နံရံကြီးရှိနေတာ CIA ရရတဲ့သတင်းကို FBI ကိုမပြောဘူး FBI ကလည်း CIA ကိုမယုံဘူးပေါ့အိုနေကဒီနံရံကိုအမုန်းဆုံးပဲဘာလို့လဲဆိုတော့သတင်းအချက်လက်တွေကတဦးချင်းပိုင်ပစ္စည်းလို့ဖြစ်နေတော့ရန်သူကအလေကနေလမ်းကြောင်းအလွတ်ကြီးရသွားတာပေါ့ဗျာဒီမှာပဲ 9/11 ကိုဖြစ်စေမဲ့တကယ်အမှားကြီးစတာပဲပြောမှတ်ထားပြီးပါမိဒါနဲ့ဟာဇမီဆိုတဲ့နာမည်နှစ်ခုပေါ့သူတို့ကနောက်ပိုင်းမှာလေရင်ကိုပြန်ပေးဆွဲမဲ့သူတွေပေါ့နော်2000ပြည့်နှစ်ဇန်နဝါရီမှာမလေးရှားမှာသူတို့အစည်းအဝေးလုပ်နေတာကို CIA ကဓာတ်ပုံရခဲ့တယ်ပူဆိုးတာကသူတို့မှာအမေရိကန်ဗီဇာပါနေတယ်ဆိုတာကိုပါ CIA ကသိခဲ့တယ်ပုံမှန်ဆိုရင်ဒါကို FBI ကိုချက်ချင်းပြောပြီးစောင့်ကြည့်ရမှာပေါ့နော်ဒါပေမဲ့ CIA ကဘာလုပ်လဲသိလားဘာမှမလုပ်ခဲ့ဘူးဗျတမင်တကာသတင်းကိုဖုံးထားခဲ့တာအဲ့ဒီလူနှစ်ယောက်ဟာသူတို့ရဲ့နာမည်ရင်းနေနေပဲအမေရိကန်လီစိတ်ကိုဖျက်ပြီးဝင်လာခဲ့တာဗျလ20တိုင်အမေရိကမှာနေထိုင်ခဲ့ကြတယ်လီရင်မောင်းတင်တန်းတက်ခဲ့ကြတယ်အဲ့ဒီအချိန်မှာဦးနင်းတဒါကိုသိရင်တချင်းဖမ်းမှာဒါပေမဲ့သူကမသိဘူးဘာလို့လဲဆိုတော့ CIA ကသတင်းမပေးလို့ CIA ထဲမှာရှိတဲ့ FBI agent တွေကသတင်းပို့ဖို့ကြိုးစားပြီးမယ် CIA အရာရှိတွေကမင်းတို့မဆိုင်တာဝင်မပါနဲ့ဒါငါတို့အလုပ်ဆိုပြီးပိတ်ပန်ခဲ့တယ်ဗျ။အိုနီလ်ကတော့ဘာမှမသိပဲသူ့အလုပ်ကိုသူဆက်လုပ်နေခဲ့ရတာပေါ့။ဒါပေမဲ့သူ့ရဲ့စူညံတဲ့ပုံစံကြောင့်အထက်လူကြီးတွေကသူ့ကိုဖယ်ထုတ်ဖို့ကြံစီလာကြတယ်ဗျ။သူကယာရုတိုးဖို့အချိန်ချင်းကြော်ဖြတ်ခံရတယ်။သူ့ကိုပြဿနာရှာတဲ့လူလို့တစိမ့်ကတ်ကြတာပေါ့။အဲ့ဒီအချိန်မှာ USS Cole တင်မောဘုံခွဲခံရတဲ့အမှုပေါ်လာပြန်ရောဗျ။အိုနီလ်ကယေမင်ကိုတွားပြီး USS Cole အမှုကိုစစ်တယ်။အဲ့ဒီမှာလဲတာမတ်ကြီးဘာဘာရာဘော်ဒင်နဲ့သူနဲ့ကတဲ့တာမဟုတ်ဘူးဗျာ။အိုနီလ်ကတော့အကျန်းဖတ်သမားကိုမိဖို့ပဲစိတ်ဆောနေတာ။တာမတ်ကြီးကတော့တန်တမာရေးကိုပဲကြည်နေတာပေါ့။နောက်ဆုံးမှာတော့အိုနီလ်ကိုယေမင်ကိုပြန်ဝင်ခွင့်မရအောင်ကိုအထိတာမတ်ကြီးကပိတ်ပစ်ခဲ့တာ။အိုနီလ်ခမညာကိုယ်တိုင်စခဲ့တဲ့အမှုတွေကိုကိုယ်တိုင်ပြန်ဝင်ခွင့်မရတော့ဘူးပေါ့အဲ့ဒီချိန်မှာတင်ဝါရှင်တန်ကလူတွေကသူ့ကိုဓာတ်နဲ့ထိုးဖို့အကွက်တွေ့သွားတယ်ဗျအိုနီလ်ကအစည်းအဝေးတစ်ခုမှာသူ့ရဲ့လက်ဆွဲအိတ်ကိုခဏချထားခဲ့ရကနေပျောက်သွားတယ်အိတ်ထဲမှာကချိုးဝက်စာရွက်စာတမ်းတွေပါနေတာပေါ့နော်အိတ်ကတော့ပြန်တွေ့ပါတယ်ဘာမှလည်းမပျောက်သွားဘူးဒါပေမဲ့ဒါကိုအခွင့်ကောင်းယူပြီးသူ့ကိုစုံစမ်းစစ်ဆေးရေးလုပ်တော့တာပဲ New York Times မှာတော့သတင်းပါလာအောင်လုပ်လိုက်ကြတာသူ့ကိုပေါ်စားတဲ့လူလို့ပုံဖော်ပြီးအလုတ်ကထွက်သွားအောင်တွန်းပို့နေကြတာဗျ2001ဩဂုတ်လမှာတော့အိုနီလ်စိတ်ကုန်သွားပြီငါ့ကိုအလုတ်လုပ်ခွင့်မပေးတဲ့နေရာမှာငါမနေတော့ဘူးဆိုပြီး FBI ကနေနှုတ်ထွက်လိုက်တာပေါ့နော်အဲ့ဒီအချိန်မှာပဲကမ္ဘာ့ကုန်သွယ်ရေးပြီးဟိုဌာနကသူ့ကိုလုံခြုံရေးအရာရှိချုပ်အဖြစ်ကမ်းလှမ်းလာတယ်ဗျလာစာကလည်း FBI ထက်3ဆလောက်ပိုများတာပေါ့သူကတော့ပျော်နေတာပေါ့ဗျာနောက်ဆုံးတော့ငါလုံမြောက်ပြီပေါ့ဒါပေမဲ့ तू မသိတာက तू ထွက်သွားတဲ့နေ့မှာမှ CIA ကအဲ့ဒီပြန်ပြီးဆွဲမဲ့သူတို့ရဲ့သတင်းကို FBI စီလွတ်ပြီးခဲ့တာအရန်နောက်ကျသွားပြီပေါ့ဗျာစက်တင်ဘာ10ရက်နေ့ညပေါ့ဗျာအိုနီလ်ကတငယ်ချင်းတွေနဲ့အတူ World Trade Center ထဲမှာရှိတဲ့ Windows on the Wall မှာတောက်နေခဲ့တာဗျသူကအရန်ကိုစိတ်လက်ပေါ်ပါနေတာပေါ့အကျွေးတွေဆက်နိုင်ပြီးအလုပ်တစ်ကလည်းအဆင်ပြေတယ်ပေါ့တငယ်ချင်းတယောက်ကဟေးဒီမျောစင်ကြီးကိုထပ်ဘုံခွဲဦးမလားလို့ရေးစရာမီးတော့ဟေးအိုနီလ်ကမရေဘူးဗျသူဘာပြောလဲဆိုတော့သူတို့ကတော့အလုပ်အပီးတက်ဖို့စူးစမ်းအောင်မှာပဲတဲ့ဗျသူကြိုမြင်နေခဲ့တာစက်တင်ဘာ17ရက်မနက်ခင်း
အိုနီးလ်ကသူ့ရုံခန်းရှိတဲ့34ထပ်ကိုရောက်နေတဲ့အချိန်မှာပဲပထမလေရင်ကမြောက်ဖက်မျှော်စင်ကိုအရှိန်နဲ့ဝင်တိုက်လိုက်တယ်သူကအသက်ရှင်လက်နဲ့အပြင်ကိုပြန်ထွက်နိုင်ခဲ့သေးတယ်ဒါပေမဲ့ဒုတိယလေရင်ထပ်တိုက်တဲ့အချိန်မှာတော့သူကတခြားလူတွေကိုကေဖို့အတွက်အဆောက်အုံတွေကိုပြန်ဝင်သွားခဲ့တာဗျအဲ့ဒါဟာသူ့ကိုလူမြင်ခဲ့တယ်နောက်ဆုံးအချိန်ပဲပေါ့ မျောစင်ကြီးတွေပြိုကျသွားတဲ့အခါဦးနီးလဲပါသွားခဲ့တာပေါ့သူ့ရဲ့အလောင်းကိုရပ်ပေါင်းများစွာကြာမှပြန်တွေ့ခဲ့တာဗျာရင်နာစရာအကောင်းဆုံးကဘာလဲဆိုတော့ 9/11 ပြီးနောက်ကြားနာပွဲတွေမှာ CIA အရာရှိဟောင်းတစ်ယောက်ကဘာပြောလဲသိလားစက်တင်ဘာ17မှာဖြစ်ခဲ့တဲ့တခုတည်းသောကောင်းကွက်ကတော့အဲ့ဒီအဆောက်အုံကဦးနီးအပေါ်ပြိုကျသွားတာပဲတဲ့ဗျာလူတစ်ယောက်ကိုဒီလောက်အထိမုန်းနိုင်ကြတာဗျာဂျွန်ဦးနီးဆိုတာတကယ့်ကိုထက်မြက်တယ်လူဗျာဒါပေမဲ့သူကစနစ်ထက်ပူပြီးတိနေခဲ့လို့စနစ်ကိုဝေဖန်ခဲ့လို့ဖယ်ထုတ်ခံခဲ့ရတာပေါ့နော်သူသာတည်င်းအချက်လက်တွေအပြည့်အဝရခဲ့ရင် 9/11 ဆိုတာဖြစ်လာမှာမဟုတ်ဘူးလို့အများကယူဆကြတယ်ဒီဇလန်ကကျွန်တော်တို့ကိုပါတင်ပေးလဲဆိုတော့အမှန်တရားကိုသိနေတဲ့လူတစ်ယောက်ကိုနှုတ်ပိတ်လိုက်ရင်ဘလောက်အထိကပ်ပြီးစိုက်နိုင်လဲဆိုတာပါပဲ ဒီနေ့ဇက်လန်ကတော့ဒီလောက်ပါပဲဗျာဂျွန်အိုနီးဆိုတာသူရဲကောင်းတစ်ယောက်ပါပဲသူကသူ့အသက်ကိုပေးပြီးတော့တောင်တခြားသူတွေကိုကယ်တင်သွားခဲ့တာပေါ့နော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like လေးပေးခဲ့ဖို့မမိနဲ့ဦးနော်ကျွန်တော်တို့နောက်ထပ်လဲဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရက်မှန်ဇက်လန်တွေကိုတင်ဆက်ပေးဦးမှာမို့လို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားကြပါဦးပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးဗျာအဲ့ဒါမှဗီဒီယိုအသစ်တင်နိုင်သိရမှာပေါ့ဒီဗီဒီယိုလေးကဘ ഹു တုတာရတယ်ဆိုရင်တငယ်ချင်းတွေကိုလည်း share ပေးလိုက်ကြပါဦးဗျာဂျွန်အိုနီအကြောင်းကိုလူတွေပူသိသွားအောင်ပေါ့အားလုံးပဲကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစီဗျာအားလုံးပဲအဆင်ပြေကြပါစီ